အားလုံးပဲမင်္ဂလာပါဒီချက်ကိုသင်တန်းနေမင်းနေကြတဲ့လူတွေအတွက်အခုလာမယ့်26ရက်နေ့ November ဆိုလို့ရှိရင် Basic English Class ဖွင့်ပါပြီเนาะမတိလိုက်ရဘူးဖြစ်မှာဆိုလို့ပါဒီအတန်းမှာဘာတွေသင်ပါလဲနိုင်ငံခြားသွားတဲ့အချိန်မှာ airport conversation သင်ပါမယ် shopping သွားတဲ့အချိန်သုံးရမယ့် conversation သင်ပါတယ်စေးရုံစေးခန်းပြတဲ့အခါမှာဆရာဝန်တွေနဲ့ပြောရမယ့် conversation သင်ပါတယ်ပြီးရင်စားတော့ဆိုင်မှာဘယ်လိုပြောမလဲအလုပ်မှာဘယ်လိုပြောမလဲပြီးရင်ဖုန်းလာတဲ့အချိန် English ဘယ်လိုပြောမလဲပေါ့เนาะပြီးလို့ရှိရင်နိုင်ငံခြားသွားနေလို့လမ်းပြောင်းနေတယ်လမ်းပြောက်ပြီဆိုလို့ရှိရင် English လို့ဘယ်လိုမေးမလဲဒါလေးတွေအားလုံးကိုသင်မှာဖြစ်ပါတယ်ပြီးရင်အဲ့ဒါတွေမကသေးဘူးနေ့စဉ်သုံးစကားပြောကိုလည်းအများကြီးလေ့လာမှာဖြစ်ပါတယ်အခုတစ်ချက်ရဲ့အတိုင်းရဲ့အဓိကအားသာချက်ကဘာလဲဆိုလို့ရှိရင် English ကိုတယောက်ချင်းစီpractice လုပ်ပါတယ် English ကိုအိမ်မှာကြက်ခိုင်းတာမဟုတ်ဘဲနဲ့ဒီကျတို့အတန်းထဲမှာပဲတခါတည်းရအောင် practice လုပ်တယ်သင်ပြီးသားစာလေးတွေကိုအားလုံးတရက်စာတရက် revision လုပ်တယ်ဒါကြောင့်မလို့သင်တန်းပြီးတဲ့အခါမှာသင်တန်းတက်တဲ့လူတွေအနေနဲ့တော်တော်လေးကိုသိတာလာတာတွေ့ရပါတယ်ဒါကြောင့်မလို့ကိုလည်းဒီသင်တန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်เนาะ Basic English Class ကိုအခုပဲဆက်သွယ်လိုက်ပါ9ယောက်ပဲနောက်ထပ်လက်ခံပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲအခုပဲဆက်သွယ်လိုက်ပါเนาะဒီအတန်းလေးကတော့အေးစစ်စစ်လေးလာခြင်းတဲ့လူတွေအတွက်လည်းဖွင့်ထားတာဖြစ်ပါတယ်ဆိုတော့ဒီအတန်းလေးကမနက်ပိုင်းကဒီတစ်ခေါက်ပဲဖွင့်တာဖြစ်ပါတယ်နောက်ပိုင်းဆိုလို့ရှိရင်ညတန်းပဲလာတော့မှာเนาะ everyone မနက်ပိုင်းကို special တက်ချင်တဲ့လူတွေအတွက်ဒီသင်တန်းအခုပဲအနံလိုက်ပါ